အခုဘေးတင်ဟောဖို့ဘေးတင်ခုံမထိုင်နေတာဘေးတင်မေးတဲ့သူတွေကခရစ်နစ်တွေပေါ့ခရစ်နစ်ဆိုတာအင်္ဂလိပ်ခုနှစ်တွေ1900ကျော်တွေကိုပြောတာတက္ကရာဆိုတာကောဇာတက္ကရာနှစ်တရာပြက်ကလေးမှာခရစ်နစ်ကိုတက္ကရာကိုပါတယ်ဘေးရင်မေးတဲ့သူတွေကလေခရစ်နစ်ကို1900ဘလောက်တို့2000ဘလောက်တို့အဲ့လိုပေးလိုက်ပြီးအင်္ဂါလို့ပြောလိုက်ပေမဲ့နှစ်တရာပြက်ကလေးမှာပြန်စစ်လိုက်လို့ရှိရင်ဇာတာပတိလည်းဖြစ်နေတတ်တယ်စနေလည်းဖြစ်နေတတ်တယ်အဲ့တော့ဆီယမဒေါ်လင်းပပအောင်ကဟောကန်ကိုထိုင်ပြီးဘေးတင်ဟောတော့မယ်ဘေးတင်ဟောတဲ့စပွဲကိုထိုင်ပြီးဆိုရင်တော်တော်ကိုလှုပ်ရှုပ်တာတယောက်ကိုနိုင်ဝက်လောက်ဟောနေရမယ်အချိန်မှာတနိုင်ခွဲလောက်ပေးလိုက်ရတယ်။ဘာလဲဆိုတော့ဟဲခုနှစ်ကမနေတာလားရက်ကမနေတာလားစနေဟုတ်ရဲ့လားတနင်္ဂနွေဟုတ်ရဲ့လားပြန်မေးရတာကဓမ္မမဟုတ်ဘူး10ရက်နဲ့12ရက်နဲ့မပြန်မီလဆန်းနဲ့လပြေကျော်နဲ့မပြန်မီအမျိုးပါတော့နော်အဲ့တော့ကျုပ်ကလည်းပေးတဲ့ခုနှစ်အတိုင်းတွက်ချက်ပြီးတော့ဒီတိုင်းဟောတတ်တဲ့သူမဟုတ်ဘူးခရီးစေးတွင်းကြအကြမက်ကြလိုက်ကြည့်တဲ့သူဆိုတော့တော်တော်လည်းအလုံများတယ်ကျုပ်လည်းအလုံရှုပ်တယ်အဲ့တော့ဘေးရင်တွက်မဲ့သူတွေကတခါတည်းကိုမွေးတက်ကရစ်ကိုမှန်ကန်တိကျစွာပို့ပေးပါအဲ့ဒါကဘေးရင်ဇာတာတွက်တဲ့လူတွေကိုပြောတာဒုတိယတစ်ခုကအခု TikTok မှာလေတော်တို့ကြည့်ဟဲဆိုအဲ့လိုအော်တန်နဲ့အတူဟာနိုးဆိုရွယ်ကလေးလေးတွေကလည်းနိုးဘူးကြီးတွေနဲ့ဟိုကြည့်ဒီကြည့်နီးတွင်ပခက်တွင်းရနေတခါတည်းငုတ်တုတ်ကြီးတွေထမတ်တက်ကြီးတွေရက်နိုးဘူးကြီးတန်းလန်းနဲ့မျက်လုံးမျိုးမျက်စံပြူပါးစပ်ကြီးတွေဟောင်းလောင်းနဲ့ဟိုကြည့်ဒီကြည့်ဖျားလဲပါတယ်ဥတီဘွားလဲပါတယ်အန်ကုန်းလဲပါတယ်ကွိုင်ရင်မယ်တော်လဲပါတယ်အမေနန်ဂရိုင်းလဲပါတယ်နတ်မျိုးစုံပုပ်ကိုမျိုးစုံလူအရွယ်အစားမျိုးစုံနေဟေးဆိုတဲ့တက်လှန့်တန်နဲ့အတူမျက်လုံးပြူမျက်စံပြူပါးစပ်အဟောင်းသားနဲ့ကြောက်လန့်ဖြတ်နေတဲ့ပုံစံTikTokကြည့်ဘူးတယ်မလားတင်တဲ့သူတွေကတော့ဟာတအနေနဲ့တင်ကြတာပဲကျုပ်ကတော့ဘေးရင်တစ်ဖက်ပိတ်ဆိုတော့အတိတ်နမိတ်ကိုကောက်လိုက်တာအပြောဆိုအသွားလာအနေထိုင်အစားအသောက်တွေဂယူးဆိုင်ကြဖို့လိုတယ်အဲ့ဒီအတိတ်နမိတ်ကလေနော်ဖះအပါဝင်ယရနာ3ပါးပုဂ္ဂိုလ်ပုဂ္ဂိုလ်မြတ်တွေပါပါဇက်အဟောင်းသားနဲ့လန့်ဖြန့်နေရမယ်ကိစ္စမျိုးတွေဖြစ်တတ်တယ်ဖြစ်နိုင်တယ်ဆိုတဲ့နမိတ်ကြီးကိုကျုပ်ကောက်မိတယ်အဲ့တော့ကျုပ်အမျိုးတွေမပါရလေအောင်ကျုပ်ကအတိပေးခြင်းဖြစ်ပါတယ်တော့နော်အဲ့ဒီTikTokကြီးကလေအရှင်းဆုံးပြောရင်တော့မကောင်းတဲ့အတိတ်နမိတ်ကိုဖော်ဆောင်နေခြင်းဖြစ်ပါတယ်တင်တဲ့သူတွေကိုတော့ဆရာမအပြစ်မပြောပါဘူးခါတာအမြင်နဲ့ပေါ့နော်